ပိုင်းနဲ့မှထိုးပြခဲ့တာဒီနေရာလေးပေါ့နော်ဒီမှာပေါက်တယ်ကြောက်ပါတယ်ထိုးပြီးတော့လို့ရှိရင်နောက်တစ်ပေါက်ကပေါက်ပြန်မှာခုနပေါက်ထဲမှာဆက်ပြီးတော့ပိုင်းလေးဆက်ထိုးပြီးတော့ဆက်ပြီးမချိတ်ဘူးမချိတ်ဘူးပေါက်မှာဆက်ထားလို့ရှိရင်ပေါက်ပြီးဆက်ပတ်ပတ်တယ်ပေါက်ပြီးပေါက်ပြီးပေါက်ပြီးပိုင်းလေးပတ်တယ်ပေါက်ပြီးရနေတာပါတော့ဒီနာလေးဟာဒါလေးကိုပေါက်ပြီးပိုင်းလေးပတ်ပတ်လေးပြောပါမယ်အဲ့လိုလေးတွေထိုးလာလိုက်ပါနော်အဲ့ပေါက်ကလေးပေါ့နော်မြင်သာပါတယ်ပေါက်ကလေးတွေကအဲ့ပေါက်ကလေးတွေကိုတစ်ပေါက်တစ်ချက်နဲ့ပတ်ပတ်လဲထိုးမယ်နော်ဒါတော့ထိတ်တောင်လေးရောက်သွားပါပြီရောက်သွားလို့ရှိရင်အဲ့ထိတ်တောင်လေးမှာလဲနှစ်ချက်ထိုးလို့ရပါတော့ကျမကတော့ပတ်ပတ်လဲကိုတစ်ချက်စီပဲထိုးသွားပါမယ်တောင်လေးရောက်ရင်နှစ်ချက်ထိုးလို့ရရနော်ဒါပေမဲ့ကျမကတော့အကုန်လုံးပတ်ပတ်လဲကိုတစ်ချက်စီပဲထိုးမယ်နော်အဲ့ဒါလေးလည်းမြင်သာပါတယ်နော်ပေါက်ကလေးတွေကအဲ့လိုပဲတိုင်တိုလေးတွေကိုပတ်ပတ်လဲတစ်ပေါက်တစ်ချက်နဲ့ထိုးလာမယ်ပေါ့နော်အဲ့ပေါက်လေးတွေသိတာပါတယ်အဲ့ပေါက်လေးကိုတစ်ပေါက်တစ်ချက်နဲ့ထောင်းရောက်သွားပြီပေါ့နော်ထောင်းရောက်သွားရင်လည်းကျွန်မအဲ့နာလေးမှာပေါက်ကလေးရှိမယ်သုံးသားပြီးနောက်တစ်ပေါက်အဲ့ထဲပဲတစ်ချက်စီနဲ့အကုန်လုံးပတ်ပတ်လေးတစ်ချက်စီပါပဲနော်ဒါပေမဲ့အဲ့တောင်နာလေးမှာနှစ်ချက်ထိုးလဲရရပေါ့နော်တောင်ဆုံးမှာကျွန်မကတော့နှစ်ချက်မထိုးပါဘူးတစ်ပေါက်တစ်ချက်စီပဲထိုးခဲ့ပါတယ်ဒါလေးကဒေါင်နာလေးတစ်ခုရောက်သွားပြီပေါ့နော်ဒေါင်နာလေးတစ်ခုရောက်တော့လဲအဲ့လိုပဲတစ်ပေါက်ကို